အနုပညာမာနလေးတော့နည်းနည်းပါတော့ထားရတာပေါ့နော်ထားရတာပေါ့ဟိုရှင်းပြောရင်ကိုအကောင်ကတော်ကြပါလေကိုလောက်မှမတော်တာလို့ပြောရင်ကိုရိုင်းသွားလိမ့်မယ်ဟုတ်တယ်မလားမပြောပါဘူးအဲ့ဒီပိုင်းဒါပေမဲ့ကိုရင်နဲ့ကိုရီတန်းမဟုတ်ပဲနဲ့ကိုနောက်မှရောက်လာတဲ့လူတွေတောင်မှကိုသူတို့တောင်းတဲ့တွေကြီးတွေပေးပြီးကိုတွေကြတော့အဲ့လောက်လေးပါလားဆိုတာအဲ့လိုမျိုးတွေလည်းခံစားရတယ်တိလားအဲ့လိုမျိုးဆိုလို့ရှိရင်ဒါအမှန်တမ်းပြပြတာအဲ့ဒါပဲမြဲမာနလေးတော့ရှိတယ်ဒါဘာပဲဆိုတော့အနုပညာမာနပေါ့နော်ငါအဲ့လောက်တော့မှမတန်ပါလားငါ့ကိုအဲ့လောက်တော့မှတန်မိုးမထားပါလားဆိုတဲ့စိတ်လေးနဲ့စိတ်မကောင်းစွာနဲ့နောက်ဆုတ်ပလိုက်တယ်ပရိသတ်တွေကအတိပိုင်းတောက်တဲ့ချက်တံမှုပါဘူးအနုပညာမှန်သမျှအနုပညာမောင်နှမတွေမှန်သမျှကိုပရိသတ်တွေအမြဲတမ်းချစ်တယ်လေးစားတယ်အားပေးတယ်ဟုတ်တယ်မလားအဲ့ထက်မှအန်ဒီပိုင်တို့ပါတာပါဟိုအန်ဒီပိုင်ကလည်းပရိသတ်တွေကိုချစ်တာပေါ့အန်ဒီပိုင်16နှစ်သမီးတွေကအခုအသက်60ပြည့်တဲ့အထိကိုပရိသတ်တွေအခုချိန်ဒီအားပေးတော့မှာပဲအားပေးပါတယ်ဒါပေမဲ့တချို့တွေကမေးကြတယ်အန်ဒီပိုင်ကိုမက်ကဆိုမိုင်ကြီးကားရိုက်တွေမနားလိုက်ပြီလားပေါ့နော်ယုံကြီးကားထဲမှာမတွေ့ဘူးတဲ့ဟုတ်တယ်ဒါအမှန်တရားပြပြတယ်အန်ဒီပိုင်ယုံကြီးကားမရိုက်ဖြစ်ဘူးဆိုတာကိုကတော့ရိုက်ချင်တာပေါ့ဒါတနေ့တော့ရောက်လာမှာပေါ့လေဟုတ်တယ်မလားတနေ့ကိုရောက်လာမဲ့အချိန်ကိုအန်ဒီကစိုးပိုင်စောင့်မျှော်နေပါတယ်ရိုက်ချင်တာပေါ့ဒါဇလန်တွဲတွေတော့များပါအန်ဒီပိုင်ကလည်းဘယ်လိုခေါ်မလဲဆိုတော့ဟိုပြန်ပြီးတော့ဒုတိယခြီလန်းနဲ့ပြန်ပြီးလှမ်းခဲ့ရတာလေဟုတ်တယ်မလားအန်ဒီပိုင်ဆိုလို့ရှိရင်ကားရှင်းဖြစ်တယ်အဲ့မှာ7နှစ်လောက်နားလိုက်ရတယ်7နှစ်လောက်နားလိုက်ပြီးတော့မှပြန်ဝင်ပြီးတော့အလုပ်လုပ်လို့ပိတ်သက်ကဟဲ့ဟိုခင်စိုးပိုင်ကားရိုက်နေပြီတော့ပြန်ရိုက်နေပြီဆိုကားလေးကြည့်ရတော့ရှိသေးတယ်ကိုဘစ်ကထားဖြစ်ဒါမျိုးကြီးတွေပေါ့နော်ဒါကအန်ဒီပိုင်ရဲ့ကံပေါ့အခုကျတော့အန်ဒီပိုင်ကဒုတိယခြီလန်းလှမ်းလို့မပြီးတော့အပေါ်မရဘူးပြည့်နေတယ်အန်ဒီပိုင်နဲ့လည်းဇာယုတ်ကဟိုနေဘယ်လိုခေါ်မလဲတွေ့လို့မရလို့ပေါ့ဟုတ်တယ်မလားအခုကလည်းသူတို့အဖွဲ့လေးနဲ့သူတို့လေခုနကဘုံမပြောရတာကြားလိုက်တယ်အခုကသူတို့အုပ်စုလေးနဲ့သူတို့ဝင်ဖို့ဆိုတာနည်းနည်းခဲနေတာပေါ့နော်ဒါပေမဲ့ဒီနေရာမှာသူ့ကိုခေါ်လိုက်ပါလားဆိုတော့အတိလေးပေးလိုက်ပြီးတော့တခမ်းမဲ့ဖြစ်နှခမ်းမဲ့ဖြစ်လာခေါ်ရင်တော့မှရှင်းပြောရင်ကျေးဇူးတင်လာပါပြီအဲ့လိုဘာဖြစ်လို့လဲအန်တီပိုင်းကအခုဘာဖြစ်သွားသူအန်တီပိုင်းကိုတချင်းတွေရိုက်ရတယ်ဇလန်တူလေးတွေရိုက်ရတယ်အခုဇလန်တွဲနော်ပြောရတာပေါ့နော် MTV4 ကဇလန်တွဲဒီလထဲမှာရိုက်ဖို့ရှိတယ်ပင်တရတော့အဲ့လိုမျိုးလေးအဲ့ခေါ်တဲ့လူတွေအန်တီပိုင်းအရင်ကျေးဇူးတင်တယ်ဘာဖြစ်လို့ကျေးဇူးတင်တာလဲဆိုတော့ဒါအန်တီပိုင်းအင်တာဗျူးတိုင်းဟိုမဖြစ်မနေပါတဲ့စကလုံးလေးပေါ့နော်အန်တီပိုင်းကတရိษံနေအန်တီပိုင်းကမွေးထားတော့လေတရိษံနေစားဖို့တော့ကိုအန်တီပိုင်းကကားရိုက်နေတာဒါအန်တီပိုင်းကတယောက်တည်းပရာဟိတာပေါ့နော်ကားရိုက်လို့ရတဲ့ပတ်စံနဲ့အန်တီပိုင်းကတရိษံလမ်းဘေးတရိษံနေအိမ်ပေါ်မှာရှိတဲ့တရိษံနေအဲ့ဒါတွေကိုအန်တီပိုင်းကရှာကျွေးနေတာပါအဲ့ဒီအတွက်အန်တီပိုင်းကိုခေါ်ရိုက်တဲ့လူတွေကိုအန်တီပိုင်းကဒီကနေတော့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်သူတို့ရဲ့ဒါအလှငွေပေါ့နော်ဒါအလှငွေခေါ်တာပေါ့နော်အန်တီပိုင်းကိုပေးတယ်ဆိုတော့အန်တီပိုင်းကိုသူတို့မဖိုးပေးတာလေအဲ့မဖိုးကလည်းဒါအန်တီပိုင်းကိုလှူတာပဲလေသူတို့ပေးတဲ့ပတ်စံနဲ့အန်တီပိုင်းကဒီဘက်ကိုတဆင့်တရိษံလေးတွေကိုပြန်ပြီးကျွေးရတာဆိုတော့သူတို့အားလုံးကိုအန်တီပိုင်းကျေးဇူးတင်ပါတယ်ဒါလို့ဆိုရင်လှုပ်လိုက်တာပဲဒါပြောသူပြောလိုက်တာပဲကိုအဲ့လိုစမ်းတာတွေပြိုင်တာတွေသိတယ်မလားအဲ့လိုမျိုးထားတာတွေလည်းအန်တီပိုင်းမသိဘူးဘာဖြစ်လို့ဆိုတော့ကိုကအဲ့လိုမထားတတ်တဲ့အတွက်ကို့အပေါ်မှာလည်းသူတို့အဲ့လိုထားလိုက်မယ်လို့မထင်တာပေါ့ကိုကသူတို့ပေါ်မှာဖြူဖြူစင်စင်နဲ့ပေါင်းတယ်လှုပ်ပေးတယ်အဲ့လိုပေါ့နေပေးတဲ့ဟာဒီလူတိုင်းလဲကို့လိုပဲကိုကအောင်မိတာပေါ့နော်သမီးနော်အနုပညာမာနလေးတော့နည်းနည်းပါတော့ထားရတာပေါ့နော်ထားရတာပေါ့ဟိုရှင်းပြောရင်ကိုအကောင်ကတော်ကြပါလေကိုလောက်မှမတော်တာလို့ပြောရင်ကိုရိုင်းသွားလိမ့်မယ်ဟုတ်တယ်မလားမပြောပါဘူးအန်ဒီပိုင်ဒါပေမဲ့ကိုရင်နဲ့ကိုရီတန်းမဟုတ်ပဲနဲ့ကိုနောက်မှရောက်လာတဲ့လူတွေတောင်မှကိုသူတို့တောင်းတဲ့တွေကြီးတွေပေးပြီးကိုတွေကြတော့အဲ့လောက်လေးပါလားဆိုတာအဲ့လိုမျိုးတွေလည်းခံစားရတယ်တိလားအဲ့လိုမျိုးဆိုလို့ရှိရင်ဒါအမှန်တမ်းပြပြတာအန်ဒီပိုင်မြဲမာနလေးတော့ရှိတယ်ဒါဘာပဲဆိုတော့အနုပညာမာနပေါ့နော်ငါအဲ့လောက်တော့မှမတန်ပါလားငါ့ကိုအဲ့လောက်တော့မှတန်မိုးမထားပါလားဆိုတဲ့စိတ်လေးနဲ့စိတ်မကောင်းစွာနဲ့နောက်ဆုတ်ပလိုက်တယ်ဟိုရတယ်ခေါ်ပါဟိုအန်ဒီပိုင်ကတော့အဲ့လောက်ကလေးတော့ပေးပါဒါပေမဲ့အန်ဒီပိုင်တောင်းကလည်းမများပါဘူးကွယ်သိလားအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့အဲ့လိုပြောကြည့်ရဒါပေမဲ့တချို့ရှိရသလားအန်ဒီပိုင်ဒါရင်ဖွင့်တာပေါ့နော်အန်ဒီပိုင်ကိုကြေးတွေမေးတယ်စစ်တယ်ပြန်ဆက်မယ်နော်အန်ဒီပိုင်စောင့်နောက်ဆုံးမဆက်တဲ့ခါကျတော့အန်ဒီပိုင်ပြန်ဆက်တဲ့ခါကျတော့မရိုက်ဖြစ်ဘူးတဲ့မရိုက်ဖြစ်တော့ဘူးနောက်ဆုံးပါတကယ်တော့ရိုက်ဖြစ်တယ်
အဲ့လိုမလိန်အောင်လေဟုတ်တယ်မလားအန်တီပိုင်းတို့ကဘာပဲဖြစ်ဖြစ်ကားတကားလာတယ်ဆိုလို့ရှိရင်အဲ့ကားပေါ်မှာမူတည်ပြီးတော့အန်တီပိုင်းတို့ကစီစဉ်ရတယ်လေဇလန်းပေါ်မှာမူတည်ပြီးတော့လေရင်ထဲနှိမ့်ရတာလေဘယ်လိုကာရီတာမှာဘယ်လိုလောက်ရမလဲအဲ့ဒါတွေပါအန်တီပိုင်းတို့ကစီစဉ်ရတာမိတ်ကပ်ကတော့သူ့အခန်းနဲ့ပတ်သက်ပြီးတော့လင်းရချဲရတာဆိုတော့အန်တီပိုင်းတို့အသက်အရွယ်ကကျတော့လင်းကြလည်းမလိုတော့ပါဘူးသိတယ်မလားဘဝပေးတွေဆိုတော့မိတ်ကပ်မလိမ့်နဲ့ရိုက်လို့ရတာလေအဲ့ဒါတော့တပည့်အဝတ်စားပေါ့အဲ့ဒါတွေစီစဉ်ရတယ်အဲ့တော့သူတို့ဘာငါ့ကိုပြောရတာတွေကအမလီစင်းရလည်းအများကြီးပဲဘယ်လိုနှစ်ဘဝသုံးဘဝအဲ့မျိုးတွေလည်းဖြစ်တယ်ပေါ့နော်အဲ့ငါရိုက်ရမှာလားငါဘယ်လိုစီစဉ်ရမှာလဲအဲ့ဒါမျိုးတွေပေါ့စောင်းရင်းနဲ့မလာတဲ့ခါကျတော့လှမ်းပြီးမင်းမိတာပေါ့မင်းလိုက်တဲ့ခါမတင်ငါလို့ပေါ့နော်ဒါပေမဲ့တချို့အဲ့ပေါ့အဲ့ကိုလာမေးတဲ့အဖွဲ့ကြီးကပဲလိုင်းပေါ်မှာတင်ထားတာတွေ့တော့ဟဲ့ဒါကြီးကဟုတ်ပါဘူးငါ့ကိုအဲ့လိုပြောပြီးတော့မေးပြီးတော့ဈေးတွေစစ်ပြီးတော့ဘာလဲသူတို့ရိုက်မယ်တော့မထင်ဘူးပေါ့နော်အဲ့ဒါနဲ့ပဲကိုကလှမ်းပြီးမေးကြည့်တဲ့ခါကျတော့သူတို့လိန်တာပေါ့နော်မရိုက်ဖြစ်ဘူးတဲ့နောက်ဆုတ်သွားပဲအမှန်မှတော့မဟုတ်ဘူးရိုက်ဖြစ်တယ်တခြားပြောပါဘာဖြစ်လဲပြောင်းလိုက်တယ်အန်ဒီကင်စုမရေးသားတို့ကတော့သမီးတို့ကတော့အဲ့ဒါလေးမပေးနိုင်ဘူးအဲ့ဒါဆိုလို့ရှိရင်တော့သားတို့တခြားလူတို့အဲ့နေရာမှာသားတို့ခေါ်မယ်နော်နောက်ကားတွေမှာစုံကြတော့အန်ဒီပိုင်းရင်တင်တတ်တာဗောအဲ့လိုမျိုးလေးပြောဟုတ်တယ်မလားကိုလည်းမမျောရတော့ဘူးပေါ့အဲ့လိုမျိုးတခါကြလို့ရှိရင်တော့မှမီဒီယာတွေနဲ့တွေ့တဲ့ခါရင်တော့မှဘယ်ကားရိုက်ဖို့အတွက်ကိုဟိုနေဖြစ်ပါတယ်ရိုက်မှာပါပြောထားပါတော့ကိုတွေကပြောလိုက်မိတယ်လေမရိုက်ဖြစ်တဲ့ခါကျတော့ကိုကရှက်စရာနော်အဲ့မျိုးလေးရှိတာပေါ့နော်မရိုက်ဖြစ်ရင်လည်းမရိုက်ဖြစ်ဘူးဆိုတဲ့အကြောင်းပြောလို့ရတယ်မပေးရင်လည်းမပေးနိုင်ဘူးဆိုတဲ့အကြောင်းပြောလို့ရပါတယ်အဲ့လိုမျိုးရှောင်ပြီးတော့အဲ့လိုမျိုးလုပ်တာကြီးကြတော့ကိုယ်လည်းမကောင်းဘူးပေါ့နော်ကိုရှက်ဖို့ကောင်းတာပေါ့အခုချိန်ကမှတော့အလုတ်ကရမ်းရှာတော့ဘာပဲဖြစ်ဖြစ်မျောလိမိတာပေါ့နော်မျောလိမိတာပေါ့အန်တီပိုင်ထွက်လာတဲ့ကားလေးတွေကိုအန်တီပိုင်နဲ့ပတ်သက်ပြီးကားထဲမှာပါတဲ့မင်းသားမင်းသမီးတွေတရုတ်ဆောင်တွေအားလုံးကိုလည်းအားပေးပါလို့နော်ဟိုခေါမလဲမကောင်းရင်မကောင်းကွာကောင်းရင်ကောင်းတယ်ကွာအကြံဉာဏ်လေးတွေပေးပြီးအဲ့ဒါပိုကောင်းတယ်မကောင်းရဲ့သားနဲ့ကောင်းတယ်လို့လိန်ပြောလို့ရှိရင်ဒီအိုက်တာတွေမှာလည်းသူတို့တွေမအောင်မြင်ဘူးမတိုးတက်ဘူးသူတို့ကိုသူတို့မှန်တယ်ငါတော်တယ်လို့ပဲအောင်မိနေမှာလေဟုတ်လားအဲ့နေရာမှာဘာလို့လဲပြောတယ်အကြံဉာဏ်လေးပေးနိုင်ပါတယ်လို့ပေးတတ်တဲ့အားလုံးချစ်တယ်စိတ်ကျမ်းမာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးလိုချင်သောအရာမှန်သမျှတာတိုင်းပြည့်စုံကြပါစေ